မကြာခင်မှာကျင်းပတော့မယ်အာဆီယံဟွန်တိုင်းကပ်ပြိုင်ပွဲမှာမြန်မာလက်ရွေးစင်အမျိုးသားအသင်းအနေနဲ့ဘယ်လောက်ထိအောင်မြင်မှုတွေကိုရယူသွားနိုင်အောင်မလဲအားလုံးပဲမင်္ဂလာပါ KS Sport ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ဟွန်တိုင်းဖလားပွဲစဉ်အဖြစ်လာမယ့်2026ခုနှစ်ဒီဇူလိုင်လမှာဆိုလို့ရှိရင်တော့စတင်ပြီးတော့ကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်ဒီဖလားကပုံမှန်ဆိုလို့ရှိရင်တော့ဒါ Suzuki Cup တို့နောက် Mitsubishi Cup ဆိုတဲ့နာမည်တွေနဲ့ပဲကျင်းပပြုလုပ်ခဲ့တယ်။ဒါပေမဲ့လက်ရှိမှာဆိုလို့ရှိရင်တော့စပွန်ဆာတွေကမတူတော့ဘူးပေါ့နော်။ main စပွန်ဆာဖြစ်ဆိုလို့ရှိရင်ဒါတောင်ကိုရီးယားနိုင်ငံကဒီကားကုမ္ပဏီတစ်ခုကအဓိကစပွန်ဆာပေးထားတယ်။ဒါနာမည်ကတော့ Hyundai Cup ဆိုတဲ့ပုံစံမျိုးနဲ့ပဲကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။တိုင်ပွဲကတော့ဒီမဲခွဲပွဲစဉ်အဖြစ်ပေါ့နော်။ဒါကျွန်တော်တို့2026ခုနှစ်ဇန်နဝါရီလ15ရက်နေ့အင်ဒိုနီးရှားနိုင်ငံမှာဒါဂျာကာတာမြို့မှာပဲမဲခွဲပွဲစဉ်တွေကိုပြုလုပ်သွားမယ်။ဆိုတော့အင်ဒိုနီးရှားနိုင်ငံဆိုတာဒါမစိုးဘူးပေါ့နော်ကျွန်တော်အနေနဲ့အုပ်စုမဲခွဲတဲ့အနေအထားမျိုးတွေမှာတိတ်ပြီးတော့ဘဲလိုက်တဲ့အနေအထားမျိုးတွေတော့တိတ်ပြီးတော့တွေ့ရမှာတော့မဟုတ်ဘူးဒါမျှမျှတတနဲ့မဲခွဲပွဲစဉ်တွေအုပ်စုအနေအထားမျိုးတွေကိုတော့ကျွန်တော်တို့မြင်တွေ့သွားရဖို့ရှိတယ်ဒီထိုင်းမှာမဲခွဲတဲ့ပုံစံမျိုးကတော့ကျွန်တော်ထပ်ပြီးတော့တွေ့ရမှာတော့မဟုတ်ဘူးပေါ့လေပြီးတော့ဒီပြိုင်ပွဲကျင်းပမဲ့ရက်ကကြတော့ကျွန်တော်တို့ဒါ2026ခုနှစ်ဇူလိုင်ဒါ24ရက်နေ့ကနေပြီးတော့ဩဂုတ်လဒါ26ရက်နေ့အထိကျင်းပပြုလုပ်သွားမှာလည်းဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့ဒီနှစ်ကုန်ခါနီးကသူကဒီဇင်ဘာလတို့ဘာလို့မှာကျင်းပပြုလုပ်တာပေါ့နော်ပြောမယ်ဆိုဒီလထဲမှာအဲ့ပြိုင်ပွဲတွေကိုကျင်းပပြုလုပ်တာဒါပေမဲ့လက်ရှိအချိန်မှာတော့ပြိုင်ပွဲကိုနောက်ကိုရွှေ့လိုက်တယ်ဘာဖြစ်လို့ရွှေ့ရလဲဆိုတော့ဒီဥရောပပွဲစဉ်တွေပြီးတော့အာရှဖလားပွဲစဉ်တွေကျွန်တော်တို့ဒါချန်ပီယံလိဘာညာစသည်ပေါ့ဗျာနားတဲ့အချိန်တွေနဲ့တိုက်ပြီးတော့သူတို့ကအဲ့ပွဲစဉ်ကိုကျင်းပတာလည်းဖြစ်ပါတယ်အဲ့လိုနားတဲ့အချိန်မှာကျင်းပတာဆိုတော့တေချာတာတစ်ခုကတော့ဒီပြည်ပထွက်နေတဲ့ကစားသမားတွေကဒီပြိုင်ပွဲမှာလာရောက်ပြီးတော့ကစားနိုင်တယ်ပြန်လည်ပြီးတော့ရွေးချယ်ခွင့်ရတာပေါ့လေပြည်ပမှာသွားပြီးတော့ကစားနေတဲ့နိုင်ငံတွေဆိုလို့ရှိရင်တော့ထိုင်းတို့နောက်အင်ဒိုမလေးရှားဗီယက်နမ်စတဲ့ကစားသမားတွေနောက်စင်ကာပူတို့ဗျာဒီလိုကစားသမားတွေကတော့ပြည်ပမှာထွက်ပြီးတော့ကစားတဲ့နေရာပို့ပြီးတော့များတယ်ကျွန်တော်တို့မြန်မာမှာကကျတော့အဲ့လောက်ထိတော့လည်းများတဲ့အနေအထားမျိုးမရှိဘူးဟိုသွားတဲ့ကစားသမားဆိုလို့ရှိရင်ကျွန်တော်တို့ဒါလက်ချိုးရည်လို့ရတယ်ဗျာဒါ3-4ယောက်လောက်ပဲရှိတယ်အဲ့လောက်ပဲရှိတာပါတိတ်လည်းမများပါဘူးဆိုတော့ကျွန်တော်တို့တော်တော်ပို့ပြီးတော့အခက်တွေ့သွားနိုင်တဲ့အနေအထားမျိုးလို့ပြောလို့ရတယ်ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုလို့ရှိရင်လက်ရှိကျွန်တော်တို့ဘောလုံးနေထားကဗျာကျွန်တော်တို့ကနောက်မှာအများကြီးကြံခဲ့ပြီးပြီအဲ့လိုကြံခဲ့ပြီးတဲ့အနေအထားမျိုးမှာပါကျွန်တော်တို့ဒါပြိုင်ပွဲတစ်ခုဆိုလို့ရှိရင်လည်းပါတေချာပေါက်ပြည်ပမှာထွက်ကစားနေတဲ့ကစားသမားတွေပါတယ်အဲ့လိုပါတဲ့အနေအထားမျိုးနဲ့တော့ကျွန်တော်တို့ကတော်တော်ကြီးကိုရုန်းကန်နေရတာအဲ့ဒါကိုမှပြည်ပကစားသမားတွေကလာရောက်ပြီးတော့ဒါပွဲနာတဲ့အချိန်မှာဗျာနိုင်ငံအသင်းမှာလာပြီးတော့ကစားရမယ်အဲ့ဒါဆိုတော့ထိုင်းတို့ဒါတန်တဲ့ဗီယက်နမ်တို့ဘာလို့စတဲ့နိုင်ငံတွေကပို့ပြီးတော့ကောင်းသွားတယ်ပို့ပြီးတော့ဒါအသင်းကတောင်းတင်းမှုရှိသွားမယ့်အနေအထားမျိုးလို့ကျွန်တော်တို့ကပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့အတွက်ပို့ပြီးတော့ခက်သွားနိုင်တယ်ပြီးတော့နောက်တစ်ခုရှိတာကကျွန်တော်တို့စီးဂိမ်းမှာတွေးလိုက်ရတဲ့အနေအထားမျိုးတွေကအားလုံးသိမှာပဲပေါ့နော်ဘောလုံးမှာဆိုကျွန်တော်တို့ကတော်တော်ကြီးကိုမှကြံခဲ့ပြီးကျွန်တော်တို့နောက်မှာအများအားရှိနေခဲ့တဲ့ဒါဖိလစ်ပိုင်တို့ပြီးတော့ကမ်ဘောဒီးယားတို့ဒီလိုနိုင်ငံတွေကဗျာဘောလုံးမှာတော်တော်ကြီးကိုတိုးတက်လာခဲ့တာကျွန်တော်တို့ကအရင်တုန်းကဆိုလို့ရှိရင်ဒါပြန်ဆန်အနေနဲ့ဒီထိုင်းနဲ့ပြန်ရတယ်ပြီးတော့ဗီယက်နမ်ကတော့ထားပါတော့ဗီယက်နမ်ကကျွန်တော်အများအားလို့ရှုံးတယ်ထိုင်းတို့မလေးတို့နောက်အင်ဒိုတို့စင်ကာပူတို့ဒါမျိုးနဲ့ကျွန်တော်တို့ကဒိတ်ကျချင်းဆိုင်ခဲ့ရတာအခုကကြာအဲ့လိုမဟုတ်တော့ဘူးအဲ့ဒီအသင်းတွေကကျွန်တော်တို့ဘယ်လိုပြောမလဲအပြန်အလှန်ရင်ဆိုင်နိုင်တဲ့အနေအထားမျိုးမှာတော့သိမရှိတော့ဘူးကျွန်တော်တို့ကလုံးဝချန့်နေသွားပြီအဲ့အသင်းတွေကိုနိုင်ဖို့အတွက်ကကျွန်တော်တို့ကတော်တော်လေးအသင်းလေးပုံစံမျိုးကိုရောက်သွားတယ်အဲ့ဒီမှာပါကျွန်တော်တို့အမြဲတမ်းလိုနိုင်နေကြအမှတ်လို့ရှိရင်ယူနေကြဖြစ်တဲ့ဖိလစ်ပိုင်တို့ကမ်ဘောဒီးယားတို့ကကျွန်တော်တို့ကိုလုံးဝကြော်တက်သွားပြီကျွန်တော်တို့နောက်မှာကြံခဲ့ပြီသူတို့ကတော်တော်ကြီးကိုကောင်းသွားတယ်အဲ့ဒါကကျွန်တော်ရမ်းပြီးတော့ပြောတာမဟုတ်ဘူးစီးဂိမ်းမှာဗလာသားတို့ကြည့်ကြည့်လိုက်ဖိလစ်ပိုင်အသင်းကျွန်တော်တို့ဘယ်လိုကစားသွားလဲသူတို့ထားပါတော့ဖိလစ်ပိုင်ကအခုအမျိုးသားဆိုလို့ရှိရင်လည်းဒါဗီယက်နမ်တို့တွေ့ရပွဲစဉ်တွေမှာကြည့်လိုက်လုံးဝအကျိတ်နဲ့ကန်တာနော်တော်တော်ကြီးကိုကောင်းတာကိုကျွန်တော်တို့တွေ့ရတယ်ပြီးတော့မွေးသားသားအသုံးပြုတဲ့နှုံးတွေပေါ့နော်သူတို့ကဘောလုံးစင်တန်းကကျွန်တော်တို့ပို့ပြီးတော့မြင့်သွားပါပြီဒါကျွန်တော်လက်ခံရမယ်နောက်တစ်ခုကမ်ဘောဒီးယားဆိုလို့ရှိရင်စီးဂိမ်းမှာဒါဝင်ပြီးတော့မပြိုင်သွားဘူးဒါပေမဲ့သူတို့ဘယ်လောက်ထိတိုးတက်လာလဲဘယ်လောက်ကောင်းလာလဲဆိုတော့ကျွန်တော်ပြောလို့ရတယ်ဒီအာရှဟိုမှာချန်ပီယံလိဂ်တို့ပြီးတော့ဒီတက်ပို့ပြီးတော့နိုင်နေဗျာချန်လန်လို့ပေါ့ရှိရချန်ပီယံနဲ့ချန်လန်ဆိုအဲ့လိုလိဂ်တွေမှာကျွန်တော်တို့ရှမ်းယူနိုက်တက်တို့နဲ့ဒီကမ်ဘောဒီးယားကလိဂ်တို့နဲ့အများအားလို့တွေ့တယ်ဒါပေမဲ့တွေးတဲ့အချိန်တိုင်းမှာအဲ့ဒီကမ်ဘောဒီးယားကလိဂ်ကကျွန်တော်ရှမ်းယူနိုက်တက်အသင်းကို6ဂိုးတို့5ဂိုးတို့4ဂိုးတို့အဲ့လိုဂိုးပြက်တွေနဲ့ကိုသူအနိုင်ရရှိအောင်ကစားတာနော်ကျွန်တော်တို့ရှမ်းယူနိုက်တက်ကောင်းပါတယ်နဲ့အဲ့ဒီအာရှကျွန်တော်တို့ဒီချန်ပီယံလိဂ်တာမဟုတ်ဗျာဒီတစ်ဆက်နေနဲ့ဥပမာဥရောပမှာပြောမယ်ဆိုကွန်းခိုင်းလေးလိုနေရာမျိုးမှာသွားပြီးတော့ကန်ရတာ
အဲ့လိုပုံစံမျိုးမှာတောင်ပဲကမ်ဘောဒီးယားကကလပ်တစ်ခုကိုကျွန်တော်တို့ကဂိုးပြက်တွေကြီးကိုရှုံးတာအဲ့ဒါကြောင့်မို့ကျွန်တော်တို့ပြည်တွင်းမှာဘယ်လောက်ပဲကောင်းတယ်ပြောဒီလိုမျိုးကမ်ဘောဒီးယားကအသင်းတစ်သင်းနဲ့ရှင်ရင်တောင်ပဲကျွန်တော်တို့ဘာမှမဟုတ်ဘူးရှမ်းယူနိုက်တက်ဘာမှမလုပ်ပြနိုင်ဘူးနော်ဒါကျွန်တော်တို့ national league မှာဆိုရင်တော့အကောင်းဆုံးကလပ်လို့ပြောလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဘောလုံးစင်တန်းမှာအများကြီးကြံခဲ့ပြီးတော်တော်ကြီးကိုကြံခဲ့လက်ရှိကမ်ဘောဒီးယားနဲ့ကန်နဲ့ကျွန်တော်တို့နိုင်ဖို့ကမသေးချောင်းတော်တော်ကြီးကိုကြကွန်ကြခဲကန်ရမယ့်အနေအထားမျိုးဒါကြောင့်မလို့ကျွန်တော်တို့ခွန်တိုင်းကတ်မှာဆိုလို့ရှိရင်လည်းမြန်မာအသင်းအနေနဲ့အောင်မြင်နိုင်ဖို့ဆိုလို့ရှိရင်ကစားသမားတွေတေချာပြီးတော့ရွေးချယ်ဖို့လိုတယ်ကျွန်တော်တို့ quality ကောင်းတဲ့ကစားသမားတွေတကယ်တန်မာတဲ့ကစားသမားတွေ injury ပိုင်းရပြေးသွားတဲ့ကစားသမားတွေအများကြီးရှိတယ်ဒီတက်ပုံကောင်းတဲ့ကစားသမားတွေကျွန်တော်ရှာပြီးတော့ရွေးတတ်ဖို့လိုတယ်ပြီးတော့နေ့စနစ်ပိုင်းရတေချာချင်းကပ်ဖို့လိုတယ်ပွဲတစ်ပွဲကစားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအသင်းကဘယ်လိုပုံစံမျိုးနဲ့ပွဲထွက်လာနိုင်တယ်ငါတို့ဘယ်လိုမျိုးကစားရမယ်သူရှေ့မှာဘယ်လိုတွေကစားခဲ့လဲကျွန်တော်အများကြီးပြန်ကြည့်ဖို့လိုနေဗျာသိရမလားအခုပုံစံမျိုးတွေသိရမလားဗျမ်းပတာပုံစံမျိုးနဲ့ဆိုတိတ်ပြီးတော့အလုပ်ဖြစ်မှာတော့မဟုတ်ဘူးတခါလာတဲ့ဒီကောင်တွေထက်နေသိရမလားကစားမတဲ့အိုနေဗျာအိုတဲ့ကောင်တွေပြီးတော့နားနေတဲ့ကောင်တွေပြောရမယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ခြေစွမ်းမထက်တဲ့ကောင်တွေနာမည်ပဲရှိတယ်နာမည်ရှိပြီးတော့အရေးချင်းမရှိဘူးဆိုဘာလို့မှာလဲဟုတ်တယ်မလားနာမည်မရှိဘူးအရေးချင်းနာမည်တော့ရှိရအရေးချင်းမရှိဘူးဒီကစားသမားတွေနဲ့ပဲကျွန်တော်တို့ကထက်ကမြင်လာရတာအခြေဆက်ကလည်းမမိဘူးကန်ချင်တယ်လို့ကန်ရှုံးချင်တယ်လို့ရှုံးနေတဲ့အသင်းပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်တို့တက်လူလေးအများကြီးရှိတယ်နေရာပေးရမယ့်လူတွေအဓိကတော့နီးပြားတွေတေချာလေးရွေးထားဖို့လိုတယ်ဘုတ်အဖွဲ့တွေအနေနဲ့တေချာလေးရွေးပြီးလို့ရှိရင်ဒါတေချာလေးနီးစနစ်ကြကြပေါ့နော်ပြင်ဆင်ထားဖို့တော့လိုတယ်အဲ့လိုပြင်ဆင်မှပဲကျွန်တော်တို့အနေနဲ့အာဆီယံမှာကျွန်တော်တို့ဒီဟွန်တိုင်းကပ်မှာထပ်ပြီးတော့အောင်မြင်မှုတွေကိုရယူသွားနိုင်မှာလည်းဖြစ်ပါတယ်ကျွန်တော်တို့အများဆုံးအောင်မြင်ခဲ့တာဆိုလို့ရှိရင်ကျွန်တော်တို့ဒါဒီဥပမာဒီ Suzuki Cup ပဲပြော Mitsubishi Cup ပဲပြော Hyundai Cup ပဲပြော semi final အဆင့်ထိပဲရောက်ဘူးလားကျွန်တော် final တော့မရောက်ဘူးเนาะ final ကိုကျွန်တော်မရောက်ဘူးဒါကြောင့်မလို့အောင်မြင်မှုရချင်တယ်ဆိုလို့ရှိရင်တော့အရေးသွေးရှိတဲ့ကစားသမားတွေကိုရွေးဖို့လိုတယ်နာမည်ရှိပြီးတော့မစွမ်းတော့တဲ့ကစားသမားတွေကိုထားခဲ့လိုက်အားလာကြမလို့ Okay ဗီဒီယိုလေးတော့ဒီလောက်ပါပဲ